ဒါကထိုင်းနိုင်ငံရဲ့ lucky phone number ဈေးကွက်မှာ69,999 ဘတ်နဲ့ရောင်းထုတ်သွားတဲ့ lucky phone number ဘယ်လိုနံပါတ်ဖြစ်မှာလဲကျမတော့ Mindel operator တွေကထွက်တာတေချာပေါက်ကွက်တီပေါ့နော်အတူတူပဲ350နဲ့ရောင်းရင်းနဲ့မှထုတ်မှာပါဒါဆိုရင်အဲ့ဒီဘတ်ဈေးကိုမြန်မာ market price မှာသွားပြီးတော့မှမြှောက်ကြည့်လိုက်ထိုင်းဘတ်ဈေးကဘယ်လောက်ရှိရဲဆိုတာကို69,999 ဘတ်နဲ့ရောင်းရင်းနဲ့မှပေးလိုက်မယ်နံပါတ်350ကွက်တီပါရှင် Mindel operator တွေကဘယ်လိုမျိုးသူတွေသုံးရမှာလဲဆိုရင်အယောင်းဝယ်ဦးမှာလေလက်စကြီးချင်တာအဲ့ဒီကိုလုံးနေတဲ့အယောင်းဝယ်ကအခွင့်အရေးကောင်းနေတယ်လေလက်စမကြီးကြီးပဲလုပ်ငန်းကိုမကြီးထွားလာအောင်ကိုအချိန်ခဏလေးတွေ့မှာအမြန်ဆုံးလှုပ်ဆောင်ပေးမယ်နံပါတ်အရင်းနှီးကိုကသူ့ဟာသူများလာပြီးတော့လေကိုယ့်ရဲ့ဘဝမှာတခါမှလေတသက်နဲ့တကူတခါမှမမြင်ရဘူးတဲ့ငွေကြေးအစုလိုက်အပြုံလိုက်ကိုရရှိပြီးတော့အလူကြီးအတန်းကြီးပေးပြီးတော့မှဖျားတကာကြောင်းတကာဗုဒ္ဓဘာသာမှာဆိုလို့ရှိရင်တာသနာပြုတ်နိုင်တဲ့နံပါတ်လို့ပြောရင်ဒါမှန်တာပေါ့အဲ့ဒါကြောင့်လို့လဲအဲ့လောက်တန်မိုးရှိတာသွားပြီးတော့မှမြှောက်ကြည့်လိုက်ပါ MMB မှာပေါ့နော်ဗတ်ဈေးရှိတယ်ဒီနေ့ဒီချိန်ပေါ့နော်ပေါက်ဈေးထီကိုရှိသေးတာအဲ့တော့350ဆိုတာပိုးစိုးပတ်ဆက်ကိုတန်မိုးရှိပြီးအရန်ရှားပါတဲ့နံပါတ်ပါဒါဆိုရင်အယောင်းဝယ်အတွက်ဆိုတော့ဘယ်လိုနံပါတ်ဖြစ်မှာအဲ့ဒါဟိုမှာ unlimited income ကိုရတယ်ဆိုတာတုံတောင်သူမျိုးကရတာမဟုတ်ဘူးတော်ယုံတန်ယုံသောနံပါတ်မျိုးကလည်းရရှိတာမျိုးမဟုတ်ဘူးတကယ်ကိုကောင်းမွန်ပြီးတော့အဆင်ပြေပြီးတင့်တော်တယ်ပြီးပြည့်စုံတဲ့နံပါတ်ဆိုတာရှားပါတယ်ပေါ့မှန်းစားလို့တော့မရတဲ့အကန့်အသတ်မရှိတဲ့ဝင်ငွေနဲ့ငွေကြေးကိုလေအဲ့ဒီအယောင်းဝယ်ကားကိုရရှိစေမယ်နံပါတ်အရန်ကိုကောင်းပါတယ်ဒါကလည်းလေရှားပါပြီးတော့မှတန်ဖိုးအရန်ရှိတာကို350နဲ့ဒါဒီနေ့ဒီအချိန်မှရရှိသေးတာထိုင်းနိုင်ငံရဲ့ lucky phone number ပညာမှာဆိုရောင်းလို့တော့မရှိတော့ဘူးကုန်သွားပြီဆိုတဲ့နံပါတ်ပေါ့အဲ့တော့69,999 ဘတ်ကိုထိုင်းဘတ်ဈေးနဲ့မြှောက်ကြည့်ပါရှင်ဒါဆိုရင်မြန်မာငွေထွက်လာမှာပေါ့အရန်ကိုတန်တယ်ပြန်ရမယ်အကျိုးကျေးဇူးပါလေတသက်လုံးကိုရမှာတခါပဲဝယ်ယူသုံးဆွဲလိုက်တာနဲ့တသက်တာထားဗလားကိုနားမှာလေအဲ့ဒီအယောင်းဝယ်နဲ့ကိုချမ်းသာကြီးတက်ချမ်းသာစေပြီးတော့အလူကြီးအတန်းကြီးပေးနိုင်နေဆိုမှတော့ဘလို့နံပါတ်မျိုးဖြစ်မလဲလူကြီးမင်းတို့နည်းနည်းစဉ်းစားကြည့်ပေါ့မဟုတ်ဘူးလားအဲ့တော့အရန်ကိုကောင်းပါတယ်တကယ်လို့မြန်ရယူပိုင်ဆိုင်မဲ့သူကျမနဲ့ energy အကိုက်ညီဆုံးထိတ်တန်းအမြင့်ဆုံးသောသူတွေရောက်ရှိလာပါစေရှင်350ကွက်တီကိုကျမရောင်းပေးလိုက်မဲ့တန်ဖိုးကတက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျမနဲ့မှ energy ကိုက်ညီတဲ့သူ high energy အမြင့်ယူသွတ်တဲ့သူစိတ်စွမ်းအားအမြင့်မားဆုံးသူကျမနဲ့ရေစက်ပါတဲ့သူပထန်းဆက်ရှိတဲ့သူရောင်းပေးလိုက်မဲ့တန်ဖိုးတက်ရှိပါတယ် Viber နံပါတ်66944289မှာလာပြီးတော့မှရယူပိုင်ဆိုင်လို့ရတယ်ရှင်ကျန်တဲ့ပေါ့နော် TikTok ရဲ့ chat box တို့စီပြီးတော့ကျမ3ထားမရှိပါဘူးကျမရဲ့ account အနေထားတွေကလည်းပေါ့နော် warning ခဏထိနေတာအစင်မပြေတဲ့အတွက်ကြောင့်လည်းပါတာတကြောင်ကျမကိုယ်တိုင်လေlike များတာတွေ view များတာတွေရောင်းရရင်ပြီးရောဆိုပြီးကတ်ကိုလော့လိုက်တန်တဲ့100 200ဖြတ်ပြီးတော့မှဝယ်ထားတာတွေမရှိဘူး boost လုပ်ထားတာတွေမရှိဘဲနဲ့ကျမရဲ့အရေးချင်းအစစ်အမှန်နဲ့ကိုလေရက်တည်နေတဲ့စိတ်စွမ်းအားအကြီးဆုံးနဲ့လေတစ်ဖက်လူကိုနားလေအောင်လို့လေသူ့နေရာမှာကိုသာဆိုရင်ဆိုပြီးအမြဲတမ်းတွေးခေါ်တတ်ပြီးတော့တကယ်ကိုပေါ့နော်စေတနာပါနဲ့နေရာတစ်ခုမှာရက်တည်နေတဲ့သူဖြစ်တဲ့အတွက်ပို့ပြီးတော့မှကျမရဲ့အကောင့်လေးနှစ်ခုကိုအရန်တန်မိုးထားပါတယ်ဒါကြောင့်မလို့ပေါ့နော် Viber ကိုသာကြွာလန်းခဲ့ပါလို့တချို့ဟာရှိသေးတယ်ရှင်ကျမရဲ့ personal Viber ကိုလာပြီးတော့မှမေးမြန်းကြတာတွေဝယ်ယူကြတာတွေရှိတယ်အဲ့ဒီအတွက်ကိုလည်းပေါ့နော်ချက်ချင်းကျမ personal Viber ဖြစ်တဲ့အတွက်ကြောင့်မလို့66944289လို့တော့အမြဲတမ်းကြီး active ပြနေမှာမဟုတ်ဘဲနဲ့စာကလည်းအနည်းနဲ့များအချိန်လေးကြာမြင့်ပြီးတော့မှပြန်တာကိုလည်းနားလည်ပေးပါလို့မြစ်တာရက်ခံပါတယ်ရှင်အဲ့တော့ဘလို့ပဲဖြစ်နေဘလို့နံပါတ်မျိုးဖြစ်မှာလဲဆိုတာလူကြီးမင်းတို့တွေးကြည့်ရင်တော့မှရပါတယ်တချို့သောနံပါတ်တွေကကျမကိုမှယုံကြည်ပြီးတော့ကိုးစားပြီးတော့ကျမဗီဒီယိုတွေကိုမပြတ်တမ်းကြည့်တဲ့ဖုန်းနံပါတ်ပညာကိုလေ့လာနေတဲ့သူတွေဆိုလဲတေချာပေါက်ကောင်းသိပါလိမ့်မယ်အဲ့ဒီကောင်းသိတဲ့ lucky phone number အတွဲထက်ကိုပိုပြီးပြည့်စုံသွားစေတဲ့နံပါတ်ပါအဲ့တော့အဲ့ဒီလောက်ဈေးတန်းနဲ့ထိုင်းရဲ့ lucky phone number ဈေးကွက်မှာဘာလို့ဒီလောက်69,999 ဘတ်နဲ့တောင်ရောင်းထုတ်သွားလဲဆိုရင်ဝယ်သွားတဲ့သူကရောယူးကြောင်မှုကြောင်နဲ့မို့လို့လားအုံနောက်မရှိတဲ့သူမို့လို့လား
မစင်းစားမစင်ကျင်တတ်တဲ့အကျိုးကျေးဇူးမပေးဘူးဆိုတဲ့ lucky phone နံပါတ်ပညာကြီးကိုတို့ကရောယူယူမှုမှုနဲ့ဝယ်မှာတဲ့လားအဲ့တော့အကျိုးကျေးဇူးများတယ်တကယ်ကိုလေဗတ်ပေါင်းစုံကနေပြီးတော့ပြီးပြည့်စုံတဲ့နံပါတ်ပါအဲ့အယောင်းဝယ်ထဲမှာပိုးစိုးပတ်ဆက်ကိုငွေတွေရလေအစုလိုက်အပြုံလိုက်ကိုချမ်းသာစေတဲ့နံပါတ်ဆိုကိုယ့်ရဲ့လုပ်ငန်းသေးနေလားမပူနဲ့စိတ်ကိုမပူနဲ့ဒီနံပါတ်ကင်လိုက်တာနဲ့ကြီးထွားလာစေရမယ်အရင်းနှီးကသူ့ဟာသူအလိုလိုနင်းကိုများလာစေရမယ်အလူကြီးတန်းကြီးတောင်မှဟိုထမင်ရီချောင်းမောင်းတီးပြီးတော့လှူလို့ရတယ်အဲ့တော့ရွာလုံးကျို့တပိတ်ဝင်အိတ်ဝင်ကုံလုံးပဲမိခိုးတိတ်ကိုလှူလို့ရတယ်ဆိုတဲ့အလူကြီးတောင်ပေးနိုင်တယ်ဆိုမှတော့ကို့မှာပေါ်များပြီးကျွယ်ဝချမ်းသာလာမှပေးလို့ရတာလေတုံတောင်ဆိုလို့ရှိရင်ဦးမတောင်မှတီလာဆောင်ရတာမဟုတ်ဘူးလားဒါကြောင့်မလို့ပြီးပြည့်စုံတဲ့နံပါတ်တွေကတခုပါအဲ့ဒီ350ဆိုတာတေချာပေါက်တန်ပါတယ်ဒါအောင်မှရောင်းရင်းနဲ့မှပေးလိုက်မဲ့တန်ဖိုးတက်တက်ရှိတယ်ဘလို့ပဲဖြစ်နေနေရယူပိုင်ဆိုင်မဲ့ high energy အမြင့်နဲ့စိတ်စွမ်းအားအကြီးမားဆုံးကျမနဲ့ energy အကိုက်ညီဆုံးသူများ Viber ကိုကြွားလန်းခဲ့ပါလို့နှွေးထွေးစွာနဲ့ဖိတ်ခေါ်အပ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်